ကမ္မဋ္ဌာန်းထိုင်တော့မယ်ဆိုတဲ့အခါမှာနံပါတ်1ကာယိကဝိရိယဆိုတာကာယိကဝိရိယဆိုတာခန္ဓာကိုယ်ကအာတင်ပြီးတော့မမတ်ထိုင်တာစမ်းစမ်းနေတာအဲ့ဒါကာယိကဝိရိယလို့ခေါ်တယ်နောက်တစ်ခုကစေတသိကဝိရိယစိတ်ကအာတင်မှုရှိရမယ်အဲ့ဒီနှစ်ခုဟာညီညွတ်နေရမယ်ကာယိကဝိရိယခန္ဓာကိုယ်လုံလဝိရိယနဲ့ထိန်းထားတယ်ခါဆန့်လေဆန့်မမတ်ထိုင်နောက်တစ်ခါစိတ်ကလည်းပဲလန်းဆန်းနေအောင်ရောကြမသွားအောင်အိတ်ချစိတ်တွေမဝင်အောင်စိတ်ကိုလည်းပဲကြိုးစားမှတ်မယ်ဆိုတဲ့စိတ်ကိုထားအထူးသဖြင့်အာနာပါနလုပ်ပြီးဆိုတဲ့အခါမှာတော့တင်မလင်ခွေမမတ်နေဆိုတဲ့အတိုင်းမြတ်စွာဘုရားဟောတဲ့အတိုင်းပဲဥစုံကာယံပဏိဒါယခါထက်ကိုယ်ဆန်းစမ်းထားမယ်ဒါထိုင်ကြတဲ့ကကိုယ်တည်တည်ကုန်းတုံတုံထိုင်လို့ရှိရင်နောက်ကျောမှာအယိုးဆက်တွေရှိတယ်အဲ့ဒီအယိုးဆက်တွေကဖြောင်းမြောက်မထားဘူးဆိုလို့ရှိရင်အယိုးဆုံးလေးတွေကတစ်ခုနဲ့တစ်ခုဖိထားသလိုဖြစ်ပြီးတော့ခါအောင်နာတို့ကြောအောင်နာတို့ဒီလိုယောဂတွေဖြစ်လာတယ်ဒါကြောင့်မလို့အဲ့ဒီလိုယောဂမဖြစ်အောင်ထိုင်နေဟာခါကိုမမတ်ထားခေါင်းလည်းမမတ်ထားမယ်ဖြောင်းနေအောင်ဂိူးဆိုင်ပြီး keeping up